ချွေးမဖြစ်သူအိမ်တို့ရောက်သည့်ပထမဆုံးနေ့မှာတင်သူမသည်ထမင်းစပွဲကိုမှောက်လန့်ပစ်လိုက်သည်ထို့ပြင်သူမ၏ရောက်ခမဖြစ်သူကိုပင်လက်ပြီးဖြင့်ထိုးနှက်ခဲ့သေးသည်ခင်မုန်းဖြစ်သူကကြားဝင်တားဆီးရန်ကြိုးစားတော်လဲဇနီးတေ၏အကြမ်းဖက်ခံလိုက်ရကကျမ်းပြင်ပေါ်သို့လွင့်စင်သွားခဲ့သည့်အကြောင်းမှာသူမ၏ခင်ပွန်းနှင့်ရောက်ခမနှစ်ဦးစလုံးသည်အကြမ်းဖက်တတ်သူများဖြစ်ကြောင်းသူမသိရှိသွားသောကြောင့်ဖြစ်သည်အိမ်တို့ရောက်ချင်းမှာပင်ရောက်ခမဖြစ်သူကရောက်ခမအမျိုးသမီးအားရိုက်နှက်နေသည်ကိုမြင်တွေ့ခဲ့ရပြီးသူမကိုပါအဆက်ခွဲရန်ကြိုးစားခဲ့သည်သို့သောသူမသည်9ချိန်ဆက်တိုက်ချန်ပီယံဆုရထားသည့်တိုက်ခိုက်ရေးသမားတစ်ဦးဖြစ်ကြောင်းသူတို့မသိခဲ့ကြပေသူမ၏ထူးကဲသောခွန်အားနှင့်တက်သားသောစိတ်ဓာတ်ကြောင့်တတ်မာသောအမျိုးသားဆယ်ကဏ္ဍကိုပင်တယောက်တည်းရင်ဆိုင်နိုင်သည်သူမသည်ယခင်ကရီးစားတစ်ခါမျှမထားခဲ့ဘူးပဲနေ့ရက်တိုင်းကိုအိမ်တွင်အကြမ်းဖက်ခံရသောအမျိုးသမီးများကိုကူညီဆောင်ရှောက်ရင်းသာကုန်လွန်စေခဲ့သည့်အမျိုးသားတဦးကသူမ၏ကားထဲတွင်ပုံအောင်နေပါကသူမသည်ကားတကားကိုဆွဲဖြုတ်ပစ်နိုင်ပြီးကားတစ်စီးလုံးကိုမကမြေပြင်ပေါ်သို့စောင့်ချပစ်နိုင်သည့်စွမ်းအားရှိသည့်တနေ့တွင်သူမ၏မိသားစုကစီစဉ်ပေးသောချိန်တွေ့မှုတစ်ခုသို့သူမသွားခဲ့သည်ထိုပွဲတွင်သူမသည်နူးညံ့တိမ်မွေ့ပြီးဂရုစိုက်တတ်သည့်ပုံစံဖြင့်ကိုတင်ပြခဲ့သည်ထိုအမျိုးသား၏ဂရုစိုက်မှုများကြောင့်သူမသည်သူ၏အပေါ်တွင်လျင်မြန်စွာစိတ်ဝင်စားသွားခဲ့သည်ထို့သောသူမမသိခဲ့သည်မှာထိုနူးညံ့လာပါသည်ဆိုသောအမျိုးသားသည်တကယ်တော့အကြမ်းဖက်တတ်သောကင်မရာကပီလူတဦးဖြစ်နေခြင်းပင်သူ၏ဇနီးဟောင်းမှလည်းအိမ်တွင်အကြမ်းဖက်မှုကြောင့်သူ့ကိုစွန့်ခွာသွားခဲ့ခြင်းဖြစ်သည်အတွေ့အကြုံမရှိနားယောင်လဲသောထိုအမျိုးသမီးငယ်သည်လှည့်ဖျားခြင်းခံလိုက်ရကသူနှင့်လက်ထပ်ရန်သဘောတူခဲ့သည်ထိုအမျိုးသားကသူမကိုသူ၏အိမ်သို့ချက်ချင်းခေါ်ဆောင်သွားသည်သူ၏ရခင်အိမ်စီများအားလုံးမှာနှိပ်စက်ခံရမှုကြောင့်စိတ်တက်ကြကထွက်ပြေးသွားကြပြီဖြစ်ရာယခုအခါသူမကိုထိုနေရာတွင်အစားထိုးရန်သူကရည်ရွယ်ထားသည့်အိမ်တို့ရောက်သောအခါအိမ်တစ်လုံးလုံးကိုတက်တော်ဆောင်ရာပေါင်းများစွာဖြင့်စောင့်ကြပ်ထားသည်ကိုတွေ့ရသဖြင့်သူမအံ့အားသင့်သွားသည်ထိုမျိုးသားကသူမ၏လုံခြုံရေးအတွက်ဖြစ်သည်ဟုလိမ်ညာပြောဆိုရာသူမကယုံကြည်သွားခဲ့သည်သို့သောရုတ်တရက်အိမ်စီတဦးသည်ထိတ်လန့်တကြားပေါ်လာပြီးထိုမျိုးသားကိုမြင်သည်နှင့်တုံရင်ဖြင့်ဒူးထောက်ကတောင်းပန်တော်သည်အမျိုးသမီးငယ်ကသူမကိုထူပေးရန်ကြိုးစားတော်လဲအိမ်စီကအလုတ်ထွက်ချင်ကြောင်းပြောဆိုသည့်အမျိုးသားကလာစာရှင်းပေးမည်ဟုပြောတော်လဲအိမ်စီကလာစာပေးမလို့ခြင်းတော့ပဲဤကြောင့်မဖွယ်ကောင်းသောနေရာမှထွက်ပြေးခြင်းယုံတာဖြစ်သည်ဟုပြန်ပြောခဲ့သည်အမျိုးသမီးငယ်သည်စိတ်ရှုပ်ထွေးသွားပြီးဘာဖြစ်နေမှန်းမသိတော့ပေထိုအမျိုးသားကအိမ်စီ၏ခင်မုန်းဖြစ်သူကသူမကိုပုံမှန်ရိုက်နှက်လေးရှိသဖြင့်သူမစိတ်တက်ကြနေခြင်းဖြစ်သည်ဟုလိမ်ညာရှင်းပြခဲ့သည်ထိုအိမ်စီထွက်သွားပြီးနောက်ပြင်းထန်သောအပြစ်ပေးမှုကိုခံရတော့မည်ကိုသူမမသိခဲ့ပေအိမ်တို့ပြန်ရောက်သောအခါရောက်ခမဖြစ်သူကယနေ့ညတွင်ဧည့်သည်များလာမည်ဖြစ်၍ကောင်းမွန်သောညစာကိုပြင်ဆင်ရန်သူမကိုခိုင်းစေသည်သူမကသဘောတူလိုက်ပြီးရောက်ခမအမျိုးသမီးကကူညီရန်လာသောအခါသူမကတားဆီးလိုက်သည်ထိုတို့လက်ကိုဆွဲကတားဆီးလိုက်စဉ်မှာပင်ရောက်ခမအမျိုးသမီး၏လက်မောင်းပေါ်ရှိမျိုးမဲဆွဲနေသောဒဏ်ရာများကိုတွေ့လိုက်ရသည်ရောက်ခမအမျိုးသမီးကထိတ်လန့်တကြားဖြင့်မတော်တဆချော်လဲခြင်းဖြစ်သည်ဟုစင်ကြေပေးခဲ့သည်ထိုအဖြစ်ပြက်ကအမျိုးသမီးငယ်ကိုပို၍တန်တရားဝင်စေခဲ့သည်အခန်းတစ်ခုအတွင်းစေးတစ်တာသွားယူစဉ်သူမသည်စာကြည့်စဉ်နောက်ွယ်တွင်ဝတ်ထားသောခလုတ်တစ်ခုကိုမတော်တဆနှိမ့်မိသွားသည်ရုတ်တရက်လှုပ်ဝက်ခန်းတစ်ခုပွင့်လာသည်စူးစမ်းလိုစိတ်ဖြင့်သူမအတွင်းသို့ဝင်သွားခဲ့သည်သူမမြင်တွေ့လိုက်ရသည့်အရာကိုတစ်သက်လုံးမေးနိုင်တော့မည်မဟုတ်ပေထိုအခန်းထဲတွင်စက်မှုပိုင်းဆိုင်ရာကိရိယာမျိုးစုံဖြင့်ပြည့်နှက်နေသည်သူမသည်ကြောက်လန့်တကြားဖြင့်ငြိမ်သက်သွားပြီးသူမခင်ပွန်း၏တကယ်အထောက်ထားကမိသူနည်းဟုစတင်မေးခွန်းထုတ်လာမိသည်ထိုအချိန်မှာပင်သူမ၏ခင်ပွန်းဖြစ်သူသည်သူမ၏နောက်ဘက်တွင်ရုတ်တရက်ပေါ်လာလေတော့သည်